အားလုံးပဲမင်္ဂလာပါနော်ဆိုတော့မနေ့ကကမ္ဘာဖလားဖွင့်ပွဲကြီးခဲ့တယ်ပေါ့နော်ဆိုတော့မက္ကဆီကိုနဲ့တောင်အာဖရိကပွဲဆိုတော့အဲ့ဒီပွဲနဲ့ပတ်သက်လို့ဒါပွဲရဲ့အကြောင်းလေးတွေရောဒါပွဲမတိုင်ခင်အကြောင်းလေးတွေရောနည်းနည်းပထမဆုံးအနေနဲ့ကြီးရတဲ့ feeling လေးတွေရောပြောပြသွားခြင်းလို့ပါဆိုတော့စုံပလုံစီပေါ့နော်ဆိုတော့အရင်ဆုံးတော့ဒါကမ္ဘာဖလားဖွင့်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကြိုက်တယ်တော်တော်လေးမိုက်တယ်အဓိကတော့ရိုးရာဘာညာတွေပေါ့နော်သူတို့နိုင်ငံရိုးရာတွေပါလာအဲ့လိုမျိုးတွေမြင်ရတာကြိုက်တယ်ဗျာဆိုတော့သူတို့အထားကြီးတွေလည်းကြိုက်တယ်ဆိုတော့တချို့ကတော့ဒါမကြိုက်ဘူးကာတာလောက်မကောင်းပါညာပေါ့နော်ပြောရရှိထားတော့ဆိုတော့ကမ္ဘာဖလားဖွင့်ပွဲတွေမှာကပြောရတော့တေချာတွေးကြည့်ရင်တော့လည်းဒါတိတ်မထူးဆန်းဘူးလို့လည်းပြောလို့ရတယ်ပေါ့နော်ဖွင့်ပွဲမှာဒီလောက်ကတော့ဒီလိုမျိုးကတော့ခန်းနာမှာပဲလို့ပြောလို့လည်းရတယ်ပေါ့နော်ကျွန်တော်တော့ကြိုက်တယ်ဆိုတော့နောက်တစ်ခုဘာကြိုက်တယ်လဲဆိုတော့အဲ့ကျွန်တော်ကအဲ့ပွဲမတိုင်ခင်မှာဗျာတကယ်ပလေယာတွေတွေးမှုလေးချင်းကလောက်ကြတယ်အဲ့ဒါကိုတိတ်တိတ်ချာချာရိုက်ပြတာစောင်းရမ်းမှစောင်းရမ်းရတာရှိတယ်ဗျာစောင်းရမ်းလှတယ်တကယ်ပြောတာကျွန်တော်တို့ကိုယ်တိုင်လဲဘောလုံးကန်တာဝါနာပါတယ်အဲ့လိုမျိုးအရန်ဝါနာပါတဲ့ကောင်ငငယ်ရဆိုဗျာဟိုကစားသမားတွေနည်းနည်းလေးတွေဗျာကျွန်တော်တို့ပွဲမလာခင်လေးတစ်ဖြက်လေးတွေတွေးမှုလေးတွေလောက်တာလေးတွေဟိုစက္ကန့်ပိုင်းလေးတွေပြတာတော့မှနော်ကျွန်တော်တကယ်ကိုယ်တိုင်လေးအဲ့ကောင်တွေဘယ်လိုလုပ်လဲဆိုကြည့်ပြီးတော့အဲ့လိုမျိုးတွေးမှုလေးတွေတကယ်အပြင်မှာကျွန်တော်လိုက်လုပ်ခဲ့တယ်လိုက်လုပ်ဖူးတယ်အဲ့လိုပေါ့နော်ကို TV တဲကနေတင်ခဲ့တာပေါ့နော်အဲ့လိုမျိုးယူတယ်ဗျာအဲ့လိုမျိုးယူတဲ့အခါမှာဟိုအရင်ကတည်းကအဲ့လိုမျိုးကြည့်ချင်တာပေါ့နော်တကယ်ဟိုသူတို့တွေပွဲကြုံမှာဘလို့ပြင်ဆင်ကြလဲဖြစ်နိုင်ရင်ဒါဟိုအဝက်လဲကန်းဟာတွေပါတေချာကြည့်ရရင်တော့ပုံမိုက်တယ်ပေါ့နော်အခုကအဲ့လိုမျိုးမက္ကဆီကိုနဲ့ပွဲမှာဟို drone တွေပါရိုက်ပြတယ်အနီးကက်တွေလည်းရိုက်ပြတယ်တိချာချာကိုအဲ့လိုပေါ့နော်ရိုက်ပြတာမျိုးခဏတစ်ဖြုတ်လေးဟိုဘယ်လိုပြောဖြတ်တော့ဖြတ်လာရိုက်ပြတာမျိုးမဟုတ်ဘူးဗျာတိချာချာကိုသူတို့ဒါကို plan ချပြီးတော့ဒီစင်စီရင်ဒါမျိုးရိုက်ပြမယ်ဆိုတာမျိုးရိုက်ပြခဲ့တာဆိုတော့အဲ့ဒါကိုကကမ္ဘာဖလားနဲ့ပတ်သက်လို့ကဟိုတည်င်းနေလည်းတိတ်မတီးဘူးပေါ့နော်ဆဆချင်းဆိုရင်ဒါသူများတွေလိုပါပဲတိတ်စိတ်ဝင်စားအောင်ဖီးလာတယ်ဒီနေ့ကမ္ဘာဖလားရဘလို့မှမတီးဘူးဘာညာပေါ့နော်ဆိုတော့အဲ့လိုတွေးအဲ့လိုမျိုးစဉ်းစားရင်းနဲ့မှာပဲနောက်ဆုံးမိတ်ကြတော့ဒါကြီးပြစ်သွားတယ်ကြီးပြစ်သွားတဲ့ခါမှာလည်းတော်တော်လေးဆွဲဆောင်မှုရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့နိုင်ငံအလံချဲတာတွေအဲ့လိုပေါ့နော်သူတို့ရိုးရာဝတ်တွေဝတ်တာလေဒါကမ္ဘာဖလားတကယ်နိုင်ငံပွဲတွေရဲ့အထာပဲဗျကမ္ဘာဖလားဆိုတော့ပုံမြင်ရတယ်ဗျနော်ကမ္ဘာနိုင်ငံဒေတာအသီးသီးကတိုင်အသီးသီးကနိုင်ငံပြည်သက်တွေကစားသမားတွေကန်ကြတာရိုးရာအဝတ်စားအလံမျိုးစုံနေနေပေါ့နော်အဲ့ဒါကိုလည်းရတတ်တဲ့မျိုးပဲဆိုတော့အဲ့ဒါမျိုးရိုက်ပြတယ်တော်တော်မိုက်ရဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကအဲ့ဒါဒီဒါအဖုံပွဲမလို့အဲ့လိုမျိုးပေါ့နော်သွေးပူတွေပါညာတခြားရိုက်ပြတာလားပေါ့နော်အဲ့မျိုးစဉ်းစားတော့မဟုတ်ဘူးကျွန်တော် AI ကိုမေးကြည့်တော့လဲဒီကောင်ကမဟုတ်သူတို့ကအစကတည်းကကိုဒီလိုမျိုးဒီရိုက်ပြမယ်ဆိုတဲ့ကဏ္ဍကိုတို့ထည့်သွင်းထားပြီးတာစဉ်းစားထားပြီးတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဟုတ်ပြီထားလိုက်ခဏလေးဆိုတော့ဒီမနက်ဒီတောင်ကိုရီးယားနဲ့ပွဲကြာတော့လဲအဲ့လိုမျိုးပဲရိုက်ပြတယ်တော်တော်မိုက်တယ်အဲ့ဒီ season နဲ့ဟိုတော်တော်လေးတော့ကြည့်ရတော်တော်လှတယ်ဗျတကယ်ဒါပေမဲ့တခုရှိတာတော့တချို့ရုပ်တံတွေကမပြအောင်ဗျအဲ့ဒီဘောတော့ရှိတယ်သူကနည်းနည်းပဲသူတို့ကလည်းလေပေါ်နေတာဗျဒါပေမဲ့မနေ့ကအဲ့လိုကျွန်တော်တို့ဒီကန်နဘလက်ကလာတဲ့တုခုမကမ္ဘာဖလားကတော့ပြတယ်ဘယ်လိုလဲတော့မသိဒါပေမဲ့သူတို့ကတော့အစီအစဉ်တစ်ခုအနေနဲ့ကိုတက်အဲ့တွေးပူလေးချင်းကလုံးတာတွေပွဲကြိုဝါလုံးတာတွေတိချပြတယ်ဒီသူတို့မူရင်းထုတ်လွှင့်တဲ့နေရာအဲ့ဒီဟာနဲ့ကိုတော်တော်မိုက်တယ်ဗျတကယ်ကျွန်တော်နာမည်ကြီးထားတော့မက်ဆီတို့ဒါဘာပွဲတွေမှာနာမည်မကြီးသေးပေါ့နော်မက်ဆီတို့နေမာတို့တကယ်ဟိုလမိုင်းရမယ်တို့အများကြီးပေါ့နော်နာမည်ကျော်တွေဆာကာဘလူးဘယ်ဝါပေါ့အဲ့လိုမျိုးတွေကစားသမားတွေအဲ့ဒီအသင်းတွေကြရင်အဲ့လိုမျိုးကပိုပြီးတော့ကြည်လှပိုပြီးရတာရှိမှာဆိုတော့အဲ့ဒါလေးလည်းပြောချင်တယ်ဆိုတော့ဟိုမာဂျင်နာတော့ဒါပေမဲ့အဲ့လိုမျိုးပြတဲ့ line တော့ရှာထားလို့ပဲပြောချင်တယ်ပေါ့နော်ရှိမယ်တချို့ကနည်းနည်းလေးပဲပြတာအဲ့လိုမျိုးရှိရဗျဆိုတော့နောက်တစ်ချက်ပြောစရာရှိတာတော့ဒီပွဲတွေအကြောင်းပေါ့နော်ပွဲတွေအကြောင်းကတော့နည်းနည်းအရင်ဆုံးပြောချင်တာတော့အနီကတုံးကန်တယ်ပေါ့နော်စအဖုံပွဲမှာအနီကတုံးကန်တယ်ဒါပေမဲ့အာဖရိကပြခံရတဲ့အနီကနှစ်ကတ်ကတော့ပြရမှာပါပဲအဲ့ဒါကသူများတွေကဘလို့ပဲဘာပဲဖြစ်ဖြစ်ဒါပြရမှာပြရမယ်အလုံးလေးဟုတ်ဆိုပထမအလုံးကလည်းတိတာကြီးကိုရမနဲ့ဘိုင်ဝိုင်းကြီးမှာဒါလုံးဝဖြတ်ပလိုက်တာကိုရမကိုလိန်ုံပဲကြံတော့တာဗျာအဲ့အနီပဲဒုရအနီကလည်းဘာနဲ့တခြားစစ်လိုက်ကြမှာဟုတ်တယ်ဟိုကောင်ကလက်လို့ပေါ့နော်မျက်နှာကိုရိုက်မိတဲ့အခါမှာလက်အရှိန်ပါလို့ဒီလိုမျိုးပဲကျွန်တော်တို့ဒါသိပါတယ်ကျွန်တော်ဘောလုံးပဲကြည့်နေကြလို့ဆိုဒီလိုလက်ရမ်းပြီးတော့ဟို
ဒါတမင်လောက်တာပဲဖြစ်ဖြစ်ပေါ့နော်မှန်းကျင်နေတယ်လို့ရမ်းပြီးမျက်နှာပေါ်ရမ်းခဲ့တာပေါ့နော်အဲ့ဒါမျိုးကတဟိုကောင်ကမဟုတ်ဘူးအဲ့ဒါကိုအတုံးချပြီးတော့တေးချကိုအဲ့လိုမျိုးရိုက်ခဲ့တာမျိုးပေါ့နော်လက်ကြီးကဒီလိုမျိုးရမ်းတာမျိုးမဟုတ်ဘဲနဲ့ကိုဒီလိုလက်ဒီလိုမျိုးနေနေမှာကိုဒီလိုအပေါ်အဲ့လိုမျက်နှာစီရိုက်ခဲ့တာမျိုးဘာနဲ့ဒီချက်စစ်လိုက်တဲ့အခါမှာတော်တော်တိတာတယ်ပေါ့နော်အဲ့လိုမျိုးနဲ့အနီးဖြစ်တယ်ဆိုတော့နောက်တစ်ခါအဲ့မက္ကဆီကိုကစားမလည်းနေတယ်ပေါ့နော်ဆိုတော့ထားတော့အဲ့ဒါမျိုးတွေနဲ့ဟိုအဖွန်ပွဲကတော့အနီးတွေကျန်းခဲ့တယ်ပေါ့နော်ဆိုတော့ဟိုအာဖရိကအတွက်တော့ပထမဂိုးပေးလိုက်ရတဲ့အခါမျိုးမှာသူတို့ကသူတို့အမှားကြောင့်ပေါ့နော်သူတို့အမှားပါတယ်ပြီးရင်မက္ကဆီကိုကလည်း high present ပေးတဲ့အခါမျိုးမှာပါသွားပြီးတော့Quinones ကမက္ကဆီကိုတော့အဖုံကိုတွန်းခဲ့တာဆိုတော့အစကတည်းကလည်းအာဖရိကကစားပေါင်းသူတို့အဲ့လိုနောက်တန်း9ယောက်နဲ့ပေါ့နော်ကောင်တာနဲ့မမထန်ကစားမယ်အဝေးဘောကစားမယ်နောက်တန်း9ယောက်နဲ့အဲ့လိုမျိုးစတင်လာတာဆိုခဲ့ကျွန်တော်တို့ရှင်းပြောရတော့ပေါ့နော်မကြိုက်ဘူးပေါ့နော်အဓိကတော့ကိုယ်ပုံစံလဲဒါအရသာခံပြီးလှပကြည့်ချင်တာဆိုတော့မက္ကဆီကိုကစားပုံကတော်တော်လေးညက်တယ် play ပိုင်းလေးနဲ့ AC လေးသွားတာပေါ့နော်တောင်ကိုရီးယားနဲ့ဒါမက္ကဆီကိုကန်ကကြိုင်တော့တော်တော်လေးကြည့်လှမယ်လို့တော့ထင်တယ်ဗျအဲ့ဒါမျိုးမျိုးအာဖရိကအဲ့လိုကစားတယ်တော်တော်လေးလဲကျန်းတယ်ဗျသူတို့ကစားတာလေကျန်းတာဟိုတော်တော်ကြီးကျန်းတယ်သူတို့ဟာတော်တော်ကြီးကျန်းတယ်ကြောက်စရာကြီးပေါ့နော်ဟိုဘောလုံးကစားတာအဲ့လိုမထန်ရှိတာမဟုတ်မင်းတော်တော်ကျန်းတာလို့ပဲပြောချင်တယ်ကျွန်တော်ကတော့အဲ့ဒါမျိုးပေါ့နော်အဲ့ဒီအနေထားတွေနဲ့ဟိုတစ်ချိန်လုံးလို့ပါပဲဂိုးပေးလိုက်ပြီးခါမှလဲသူတို့အထွေထူးအများကြီးလုံးမပြနိုင်ဘူးဒီကြားထဲအနီကထွက်ရတယ်ဒါပေမဲ့အနီကနဲ့ထွက်ရတယ်အဲ့ချိန်မှာ1-0အနေထားမှာဒါဟိုဟီမီနက်ကပေါ့နော်ခေါင်းတိုက်ပြီးတော့တွန်းခဲ့တယ်ဟီမီနက်ဆိုရင်ဒါကျွန်တော်တို့ပရီးမီးယားလိပရိသတ်တွေနဲ့မစိမ်းဘူးပေါ့နော်လက်ရှိဖူဟန်မှာကန်နေတယ်အရင်ကဝူးနဲ့တောက်ပါခဲ့တယ်ပေါ့နော်35နှစ်ရှိပြီဂိုးလုံးချင်းမှာသူမျက်ရည်ပါဝဲခဲ့ဆိုတော့ခေါင်းတိုက်တွန်းတော့တာတော့အပိုင်မှာပဲတကယ်လှတယ်တူကနေပဲစတွဲလုံးလုတ်ပြီးတော့တောင်မန်ကိုဖြန့်ပြီးတောင်မန်ကောင်လှမ်းပြီးတော့သူ့စီကိုလှမ်းရိုက်ချခိုင်းတာလမ်းကပြလိုက်တာဟိုကောင်လည်းချက်ချင်းဆိုလို့ပေါ့နော်အဝေးတိုင်ကိုသူ့ခေါင်းပေါ်လှမ်းပြီးတော့မချခဲ့တယ်ဒိန်းဆိုတိုက်ချပါခဲ့တာတော်တော်လေးလှတယ်ဆိုတော့အဲ့ဒီနောက်တော့ဒါပွဲတွေကဘယ်လိုပြောရမလဲဆိုတော့ဟိုအာဖရိကတောင်အာဖရိကကတော့ဒါ1-1ဟိုအဲ့လိုပေါ့နော်17ယောက်တုန်းကတော့သူတို့ကနိုင်နေတယ်လို့ပေါ့နော်ဒါပေမဲ့တယောက်ရောက်သွားတော့လဲတိတ်မထူဘူးတလားတိတ်မထူဘူးဗျဟိုမက္ကဆီကိုတိတ်မဖောက်နိုင်ဘူးဖောက်ဖို့ကခက်တယ်ပေါ့နော်အဲ့လိုမျိုးတွေဘောလုံးပွဲတွေကနောက်ပိုင်းနီးစနစ်တွေကတော်တော်တော့မြင့်လာတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့မက္ကဆီကိုညံ့တယ်လို့လည်းပြောချင်တာတော့မဟုတ်ဒါပေမဲ့ထိန်းရတာပေါ့နော်အရန်မှားလို့လည်းမရဘူးဗျအဲ့ဆိုတယောက်တာနေဆိုရမ်းလည်းမဖိရဲဘူးအဲ့လိုမျိုးအနေထားနဲ့ဒါလိမ့်ဖယ်နဲ့ဒူးစီးနေပဲသွားတယ်နှစ်ယောက်ရော့ထိကန်လိုက်ရသေးတယ်ခဏပေါ့နော်ပြီးတော့မက္ကဆီကိုကတယောက်ပြန်ထွက်သွားတာဆိုတော့အဲ့ဒါတောင်မှအာဖရိကကဟိုဘဲဥကွယ်စင်မဲ့ဂိုးတွေပါတွေရတော့မလို့တွေကဖြစ်သေးတယ်ဆိုတော့အဲ့အမျိုးတွေနဲ့မက္ကဆီကိုကတော့ဒါတူးစီးနဲ့နော်နောက်တစ်ဆင့်တက်ဖို့ရတယ်ချင်းနေကောင်းသွားပြီပေါ့နော်ဒါဒီအုပ်စုကတောင်ကိုရီးယားကလည်းနိုင်သွားတယ်ဆိုတော့တောင်ကိုရီးယားနဲ့မက္ကဆီကိုကတော့ချင်းနေတော်တော်ကောင်းသွားပြီပြောရမှာပေါ့နော်ဆိုတော့နောက်ထပ်ပြောစရာတစ်ခုကဒိုင်လူကြီးပေါ့နော်ဒိုင်လူကြီးအဲ့ကင်မရာရိုက်ချက်တွေပါတော်တော်မိုက်တယ်ဗျဆိုတော့ဒိုင်လူကြီးမှာတက်ထားတဲ့ကင်မရာကတော်တော်ငြိမ်နေ AI နည်းပညာနဲ့ဒါတုံခါမှုမရှိအောင်လဲထိန်းထားတယ်လို့ပြောတယ်ဒါပေမဲ့တကယ် view တွေကတော်တော်ကြည့်လို့လှတယ်ကျွန်တော် Premier League မှာလည်းသုံးတယ်ပေါ့နော်ဟိုအဲ့ဒါဒိုင်ရဲ့ရင်ဘက်မှာလာမလို့ကတ်တာလေဆိုတော့အဲ့လောက်ကြီးကြည့်ရမလှဘူးအခုဒီကမ္ဘာပေါ်မှာသုံးတဲ့ကင်မရာနဲ့ဟိုဒိုင်လူကြီးစီကလာတဲ့ view ကတော်တော်မိုက်တယ်ဆိုတော့ဒီနေ့တောင်ကိုရီးယားနဲ့ပွဲမှာလည်းအဲ့ဒါကြီးလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးအရာတွေရောရှိတယ်ဗျဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဒါဆိုရင်ဒါအသင်းကြီးတွေမပါသေးဘူးပေါ့နော်ဒါတောင်မှကျွန်တော်နှစ်ပွဲကြည့်လိုက်တဲ့ခါမှာတော်တော်လေးလှတယ်တော်တော်လေးတော့ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်ဒါပေမဲ့အချိန်ကိုလို့ကန်လန့်ကြီးကတော့တမျိုးကြီးပဲတမျိုးကြီးရောခံစားရတယ်အဲ့လိုပေါ့နော်လုံးဝမအားတဲ့ချိန်ကြတော့လဲဒီလိုပဲလက်လွတ်ရမှာပေါ့နော်ဆိုတော့ဟိုမိုက်ပါတယ်နော်အားလုံးနော်ဆိုတော့မက္ကဆီကိုကတော့အေးဆေးဖြစ်သွားပြီလို့ပဲပြောရမှာပေါ့နော်ဆိုတော့အားလုံးကျေးဇူးပါပဲနော်အစဉ်ပြေကျွန်တော်ရဲ့ Facebook နဲ့ YouTube channel တွေကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့နော်